မေမေနိုင်စားလို့မီတဲ့ကျင်နာနဲ့ထွေးပွေယူရတာဟိုစဉ်ကလေးဘဝအရွယ်တွေကရှင်မထွေးပွေနို့ဤတိုင်းကျွေးခဲ့ကဘာမြေအတွင်းကောင်းမြတ်ခြင်းကိုပေးမေမေရဲ့မြင့်မြတ်လို့တဲ့မွေရှင်ဝင်မှာ